ဟာလန်ဦးဆောင်လာတဲ့နော်ဝေးနဲ့ဟယ်ရီကိန်းဦးဆောင်လာမဲ့အင်္ဂလန်တို့အပြန်အလှန်သွေးကိုတွေနဲ့ဖြစ်သွားမလားဒါမှမဟုတ်ဘယ်အသင်းကပဲနောက်တစ်ဆင့်တက်လန်းသွားမလဲပေါ့လေမင်္ဂလာပါပေါက်ထူပေါက်ဖိုးဘောနဲ့ကြိုးစားပါတယ်မနေ့ကအညီကိုတွေစပိန်နဲ့ဘယ်ဂျီယံပွဲမှာ9မြောက်ကျွန်တော်ရွေးချယ်ပေးခဲ့တဲ့အဆင်ပြေကြမယ်ထင်ပါတယ်စပိန်လည်း9ရမယ်ဘယ်ဂျီယံလည်း9ရမယ်ဆိုပြီးတော့လေဟုတ်ပြီကျွန်တော်တို့ဒီနေ့နော်ဝေးနဲ့အင်္ဂလန်ပွဲကြို30ချက်အမြင်တွေကိုကျွန်တော်ပြောပြသွားပါမယ်နော်ဝေးကကမ္ဘာ့ဖလားမကန်ရတာနှစ်ပေါင်း28ကြာပြီပေါ့လေနော်ဝေးအနေနဲ့ဒီအဆင့်ဒီတက်လာတော်တော်လေးချီးကျူးစရာကောင်းပါတယ်အင်္ဂလန်ကနောက်တစ်ဆင့်တက်ဖို့ရေပန်းစားတဲ့အသင်းအသင်းမှာအင်္ဂလန်ကိုကြည့်အောင်အင်္ဂလန်က4-2-3-1 4-3-3ကိုအဓိကအသုံးပြုပြီးကစားတယ်ဘောလုံးပိုင်ဆိုင်မှုကိုအသာစီးယူပြီးတော့တိုက်စစ်ကိုဥတီတဲ့တင်းပေါ့လေအင်္ဂလန်မှာကအားလက်ချက်ပြောမယ်ဆိုရင်အင်္ဂလန်ကခန်းစစ်ပိုက်တဲ့တွင်ကိုရဖို့နည်းနည်းလေးရုန်းကန်ရတယ်ရှိတယ်ဗျအင်္ဂလန်မှာကအဓိကကဂေါ်ဒန်တို့စာခါတို့လုံးလုံးရင်အင်္ဂလန်က9ရဖို့ရာခိုင်နှုန်းများတယ်အဲ့တော့အဓိကဂေါ်ဒန်ရဲ့ဂေါ်ဒန်ဘက်ကဘောလုံးထွက်လာဖို့ပဲဂေါ်ဒန်ဘက်ကဘောလုံးထွက်လာလို့ရှင်စာကာဘက်ကလည်းဘောလုံးထွက်လာဖို့ကအခွင့်အရေးပို့ပြီးတော့များတာပေါ့လေအဲ့တော့အင်္ဂလန်ဘက်မှာက9ရဖို့ကလည်းမပူရဘူးဗျဟုတ်ပြီကျွန်တော်တို့နော်ဝေးကိုကြည့်အောင်နော်ဝေးကိုထင်သေးလားဆိုတော့နော်ဝေးကိုကျွန်တော်တို့ထင်သေးလို့မရဘူးဒီရှိတက်လာနော်ဝေးကိုတော်တော်လေးချီးကျူးစရာကောင်းပါတယ်နော်ဝေးကဘာကိုပြောရမလဲဆိုနော်ဝေးကအိုရီဂက်တို့နူဆာတို့ကောင်းကောင်းအလုံးလုံးရင်နော်ဝေးဘက်ကဘယ်လိုပြောမလဲကိုရဖို့ကအခွင့်အရေးပို့ပြီးတော့ရှိပါတယ်အဲ့တော့ဟာလန်ဆိုတာကဘယ်လိုပြောမလဲသူ့အတွက်ခွင့်ရေးတစ်ချိန်ပဲဟာလန်ဆိုတာကအထောင်တိုက်စစ်မှုစစ်စစ်ဗျာသူ့အတွက်ခွင့်ရေးတစ်ချိန်ရရင်ကိုအဖြစ်ပြောင်းလဲနိုင်စွမ်းရှိတယ်ဗျာအဲ့တော့ဟာလန်တို့ကကိုရဖို့ကဘယ်လိုပြောမလဲဟာလန်တဲ့ကိုရဖို့ကအခွင့်အရေးရှိတယ်ဗျာဟာလန်လိုအသင်းမျိုးကsorry ဟာလန်ဆိုတာကဘယ်လိုပြောမလဲဗျာကားဘလမှာလည်းဂိုးတွေအများဆုံးသွင်းထားတဲ့ကစားသမားဖြစ်နေရဗျာအဲ့တော့ဟာလန်အတွက်ကလည်းဂိုးရဖို့မပူရဘူးကျွန်တော်တို့ကြည့်ရမှာကအဲ့တော့ဂျနီပွဲမှာကအပြန်လန်သွင်းဂိုးတွေနဲ့ဖြစ်သွားမလားပေါ့နှစ်တင်းလုံးကတိုက်စစ်ကိုဥတီလာတယ်ဆိုတော့လေဟုတ်ပြီကျွန်တော်တို့ကစားကွက်လည်းပြောပြီးတော့ကျွန်တော်တို့ဈေးကွက်အမြင်တွေကျွန်တော်တို့ကြည့်ကြအောင်ဈေးကွက်အမြင်မှာစပိန်နဲ့ဘယ်ဂျီယံပေးတော့ကလောက်တော့မရှိဘူးပေါ့လေယနေ့အင်္ဂလန်ပေးလာတာကဘာကိုပေးလာလဲဆိုတော့နော်ဝေးကိုပေးလာတာက100ဆိုပြီးတော့ပေးလာတယ်ဒီဖွင့်လို့မရဆိုကျွန်တော်အနေနဲ့နှိမ့်တယ်လို့ကျွန်တော်ပြောရမှာပါဘာကြောင့်အဲ့လိုပြောလဲဆိုရင်စပိန်နဲ့ဘယ်ဂျီယံဖွင့်မှုလောက်လည်းမရှိဘူးပြင်သစ်နဲ့မော်ရိုကိုဖွင့်လို့မှုလောက်လည်းမရှိဘူးဒါကကျွန်တော်တို့ FIFA ranking ရအဆင့်နဲ့ကြည့်မယ်ဆိုရင်ဒါကပေးတင်ပေးထားတဲ့ဈေးတော့မဟုတ်ဘူးဗျအနေငယ်ပြောတဲ့ဘက်ပါတယ်ဗျဒါကြောင့်ကျွန်တော်အနေနဲ့ဖွင့်လို့မှုပိုင်းကြည့်မယ်ဆိုရင်အင်္ဂလန်အနေနဲ့ကျွန်တော်မလွယ်ဘူးလို့ကျွန်တော်ယူဆတယ်အင်္ဂလန်နိုင်ဖို့တော့မလွယ်ဘူးဗျအဲ့တော့အင်္ဂလန်နဲ့နိုင်ခြင်းအချိန်ပုံမှနိုင်မယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့မိနစ်60တွင်မှာအင်္ဂလန်နဲ့နော်ဝေးကတရေဘက်ကိုဥတီသွားမယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့အခက်မသိနော်ဝေးတော့နိုင်တယ်ပေါ့လေအဲ့တော့လက်ရှိပေးတဲ့ဖွင့်လို့မှုပိုင်းကြည့်လို့ရှိရင်ဒီပွဲကကျွန်တော်ကတရေကိုပဲဥတီလာရဲ့ဖွင့်လို့မှုမျိုးဗျအဲ့တော့နော်ဝေးဘက်ကလည်းတရေဘက်ဥတီလာမယ်အင်္ဂလန်ဘက်ကလည်းတရေဥတီလာမယ်အဲ့တော့ခက်မသိကျွန်တော်တို့ပင်လယ်ဒီအချိန်ပိုလေးများတွားနိုင်မလားပေါ့ကျွန်တော်တို့ဘာကြောင့်အဲ့လိုပြောလဲဆိုရင်အရင်နှစ်ပွဲမှာကလည်း2-1ဆိုပြီးပွဲရလက်တွေနဲ့ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့အချိန်ပိုပင်လယ်ဒီမကြည့်ရကြပြီအဲ့ဒီများဆွဲခေါ်သွားမလားပေါ့ဒါကြောင့်ကျွန်တော်ကပေးထားတဲ့ဖွင့်မှုပိုင်းရကြည့်ရင်အင်္ဂလန်အနေနဲ့ပြော့တယ်အဲ့တော့နော်ဝေးအနေနဲ့တေကိုဥတီလာမယ်ဖြစ်တဲ့အတွက်ဒီပွဲမှာကကျွန်တော်အနေနဲ့နော်ဝေးကိုပဲရွေးချယ်တာပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့ဖွင့်မှုပိုင်းရရောခြေစွမ်းရရောနော်ဝေးအနေနဲ့အင်္ဂလန်ကိုတော့ကောင်းကောင်းရှင်နိုင်ပါတယ်အဲ့တော့ဒီဘယ်လိုပြောမလဲနော်ဝေးအနေနဲ့ဗျာကျွန်တော်အနေနဲ့အင်္ဂလန်ထက်မတိုင်တော့မှအင်္ဂလန်ကိုတော့ဘယ်လိုပြောမလဲကောင်းကောင်းရှင်စောနိုင်တယ်ဒါကြောင့်ကျွန်တော်အနေနဲ့နော်ဝေးကိုပဲရွေးချယ်ပေးထားပါတယ်နော်ဝေးကိုပဲရွေးချယ်ပေးထားပါတယ်ဖွင့်လို့ပိုင်းရလည်းမကြိုက်တဲ့အတွက်အင်္ဂလန်ကိုအဲ့တော့နော်ဝေးအတွက်အနေဆုံးတည်ရရှိပါတယ်အဲ့တော့ညီကိုလေးအဆင်ပြေကြပါစေဗျာ